ဘုရားဟုစောင့်ရှောက်လို့ဒီမုံစလိန်နာနဂါမင်းကြီးမျိုးဆက်တံမောနနဂါတွေဒီရေပြင်တွေမကမြေတီထားဘုရားဘုရားဟုစောင့်ရှောက်လို့ဒီသာသနာပြုလို့ဒါနပါရမီဖြည့်စည်းကြသည်ဖြည့်စည်းကြသည်ဉာဏ်ကြည်နဲ့ပြာမှတကယုံဘုရားများတည်ထားကိုယ်ွယ်သည်မုံစလိန်နာနဂါမင်းကြီးမျိုးဆက်တံမောနနဂါတွေသည်မြေတီထားဘုရားဘုရားဟုစောင့်ရှောက်လို့ဒီမုံစလိန်နာနဂါမင်းကြီးမျိုးဆက်တံမောနနဂါတွေသည်